အချိန်ကမဟုတ်တဲ့သကောင်ရံကိုယ်တို့နှစ်ဦးတွေကပြန်လေးပြေးလေးရင်လို့တိုးဝေးလို့တိုက်ခံစပယ်ပွန်လေးကောင်းမှပန်းကြည်စဲလို့ပြုံးရဲ့ပြန်ပင်ဆိုင်တချို့ကရောင်တွေမရှိတော့ပါဖြောတော်နေချင်လူခဲ့တဲ့ဟိုရင်ကလမ်းလေးထဲမှာအမွေသက်တော့ဟာထင်ဆွဲကဘယ်ချိန်ထိဆောင်ရမလဲရင်ချိန်ကလမ်းမှာပဲပြန်မလာတော့ဘူးတွေ့တော့လည်းမသိစိတ်ကလက်မခံနဲ့မတိုင်လေးတစ်ခုလိုပဲအချိန်ချင်းတော့ရောက်လာမယ်ညော်နေတဲ့ဒီလူဟာမြကွန်းလေးတွေညိုမယ်လို့လိုင်းတွေကငယ်ကလေးထိန်တန်တော့ထွက်ကပြေးတောင်ဆုံးနဲ့ငဲ့ငယ်လို့ဝေးကိုပြန်တန်းရင်စံပေါ်အကောင်ချိန်ထိပြုံးတာတွေ့တန်နေရဲ့ခဲငယ်ကလေးတန်နေရဲ့ခဲမဲ့ပြီးဒီနေတာဆွဲထားတော့ပါချင်လူခဲ့တဲ့ဟိုရင်ကလမ်းလေးထဲမှာအမွေသက်တော့ဟာထင်ဆွဲကဘယ်ချိန်ထိဆောင်ရမလဲရင်ချိန်ကလမ်းမှာပဲညမလာတော့ဘူးတွေ့တော့လည်းမသိစိတ်ကလက်မခံမဲ့မတိုင်လေးတစ်ခုလိုပဲအချိန်ချင်းတော့ရောက်လာမယ်ညော်နေတဲ့ဒီလူဟာမြကွန်းလေးတွေညိုမယ်လို့ချိန်ထိဆောင်ရမလဲရင်ချိန်ကလမ်းမှာပဲပြန်မလာတော့ဘူးတွေ့တော့လည်းမသိစိတ်ကလက်မခံနဲ့မတန်လေးတစ်ခုလိုပဲချိန်ချိန်တော့ရောက်လာမယ်ခါလီတော့ချစ်ဆိုတာလောင်ရင်တွေကထွက်သွားတဲ့ငှက်ကလေးကိုနောက်ကနေလိုက်ကြည့်ပြီးတော့ပျော်နေရတဲ့ခံစားချက်တိုင်းပဲကိုယ်မှာပီတိတွေကိုဖြားတယ်